တိုးမဲရုပ်ရှင်ကားကြောင့်အဖေကိုပြန်ပြီးတတိယရဲဆိုတဲ့တရုတ်ဆောင်ဖွဖွေအကယ်ဒမီရမင်းသမီးတူဖြစ်တဲ့ဖွဖွေကတော့ဒီနှစ်တည်းထဲမှာမိသားစုတွေကချစ်ဆုံးဖခင်ဖြစ်သူကိုဆုံးရှုံးခဲ့ရုံနဲ့မကမောင်လေးကိုပါဆုံးရှုံးထားခဲ့တာပဲဖြစ်ပါတယ်။အကြီးတယောက်ဆိုတဲ့အတိုင်းရှေ့ကနေအမြဲတမ်းမမမက်ရက်တီပေးနေတာဖြစ်လို့သူ့ကိုနားလေပေးနိုင်မဲ့သူဟာလည်းဖခင်ဆိုတဲ့အဖေတယောက်ပဲရှိနေကြတာပါ။ဒါပေမဲ့လည်းဖခင်ဖြစ်သူကွယ်လွန်သွားတဲ့အခါမှာတော့၃နှစ်လောက်ပြိုလဲသွားခဲ့ပြီးပရိသတ်တွေအားလုံးရဲ့ရှေ့ကနေပျောက်သွားတဲ့အထိဖြစ်ခဲ့တာပါ။ဒီလိုမျိုးဖခင်ဖြစ်သူကိုဆုံးရှုံးရချိန်မှာတော့ကအမေကိုစောင့်ရှောက်ပေးဖို့မောင်လေးရှိတယ်ဆိုပြီးအာတင်ထားခဲ့ပေမဲ့အခုချိန်မှာတော့အကယ်ဒမီပေးပွဲတက်နေတော့မှပဲမောင်လေးကိုပါဆုံးရှုံးလိုက်ရပါတော့တယ်။ဒီလိုမျိုးရင်းနှီးဆုံးမိသားစုဝင်တွေတယောက်ပြီးတယောက်ဆုံးရှုံးသွားခဲ့တာကြောင့်အတော်လေးပြိုလဲသွားခဲ့ပေမဲ့လည်းမိခင်ကြီးတယောက်အတွက်တော့သူမတန်မာနေမှဖြစ်မယ်ဆိုပြီးသူမဲရုပ်ရှင်ကားကိုပြန်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒီဇက်ကားမှာတော့တာယာဇက်ကောင်နဲ့ပါဝင်ထားပြီးသူ့ဖေရဲ့နောက်ဆုံးချိန်ကိုတော့မမီပဲဆုံးရှုံးလိုက်ရတဲ့ဇက်ဝင်ကန်တွေပါဝင်နေခဲ့ပါတယ်။ဒါကြောင့်ဘူပွေးအနေနဲ့ကဘယ်တော့မှပြိုလဲတော့မှမဟုတ်ပဲတယောက်တည်းကြံခဲ့တဲ့သူ့မိအတွက်အကောင်ဆုံးရက်တီပေးသွားအောင်မှလို့ပြောလာခဲ့တာကြောင့်ပရိသတ်ကြီးတို့လည်းမိသားစုတွေဆုံးရှုံးထားတဲ့သူမအတွက်အားပေးစကားပြောသွားပေးခဲ့ကြပါအောင်ရှင်။